အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် review လုပ်ရှင်တဲ့ဇာတ်ကားလေးကတော့တိမ်မကြီးဇာတ်ကားလေးပဲဖြစ်ပါတယ်တိမ်မကြီးဇာတ်ကားလေးဟာဆိုလို့ရှိရင် social media ပေါ်မှာနေမှာကယုံပေါ်မှာလည်းအောင်မြင်နေတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်တိမ်မကြီးဇာတ်ကားလေးဟာနှစ်ပတ်ဆက်တိုက်ယုံတင်ခွင့်ရရှိထားပြီပဲဖြစ်ပါတယ်我现在没把这小风杀了，没有白搞那切饼了。哎，不好，没变乱呢。对不起，我没有没。哎，这是说的不好，我老王没在路，我没有不落甩头给了，没丢了哇。ဒီအိမ်မဆုံးနေခဏခဏဘာဖြစ်လို့ပြန်ပြောနေရလဲမောင်ပြောနေရလား တိမ်မကြီးဇာတ်ကားလေးလူကြိုက်များပြီးတော့အောင်မြင်လာတဲ့အပေါ်မှာကျွန်တော် review လေးနည်းနည်းလုပ်ချင်ပါတယ်ပထမဦးဆုံးအနေနဲ့ဝတ်မုံချွေဇာတ်ကားတွေဒီယုံပေါ်မရောက်တာတော်တော်လေးကြာခဲ့ပြီပဲဖြစ်ပါတယ်သူရောက်မဲ့ရောက်လာပြန်တော့လဲမင်းသမီးကိုဦးစားပေးပြီးရိုက်ထားတဲ့တိမ်မကြီးလိုတနာစရာကောင်းတဲ့ character လေးနဲ့ရောက်လာခြင်းကသူ့ရဲ့ပရိသတ်တွေကdrama ဇာတ်ကားကောင်းကိုကြိုက်တဲ့ပရိသတ်တွေအတွက်ပါကြည့်ရှင်စရာဇာတ်ကားလေးတကဖြစ်နေတာကြောင့်ဖြစ်ပါတယ် ဟိုဟာဒီရီရတာပဲ တိမ်တွေကကောင်းကင်ဘုံမှာကြာရင်မလှနေနိုင်ဘူးလေနေရမျိုးပါသွားကြတယ် ပြီးတော့တိမ်မကြီးရဲ့ page မှာတင်ထားတဲ့ကြော်ညာလေးတွေမင်္ဂလာစီနီမာမှာတင်ထားတဲ့ကြော်ညာလေးတွေအားလုံးဒီဆွဲဆောင်မှုရှိပြီးတော့အရန်ကောင်းပါတယ်ဒီကြော်ညာလေးတွေကိုကြည့်ပြီးွားပြီဆိုလို့ရှိရင်ဒီလိုဇာတ်ကားဇက်အိမ်drama ဇာတ်ကားကောင်းအောင်ကြိုက်တဲ့ပရိသတ်တွေအားလုံးကိုယုံဖို့ကိုမရောက်ရအောင်ဒီကြော်ညာလေးတွေကစိတ်ကိုနှိုးဆွပြီးတော့ဒါဆွဲခေါ်လာနိုင်တာပဲဖြစ်ပါတယ်အဲ့တော့ကြော်ညာလေးတွေကလည်းအောင်မြင်မှုရဲ့တစိမ့်တသေးသားမှာပါဝင်နေတာပဲဖြစ်ပါတယ်ပြီးတော့ယုံမှာလာကြည့်ပြီးွားတဲ့ပရိသတ်တွေရဲ့ comment တွေအားလုံးဒီ positive တွေများတဲ့အတွက်နှောက်လာကြည့်မဲ့ပရိသတ်တွေအတွက်ကဒါတွန်းအားတစ်ခုကိုဖြစ်စေပါတယ်ဒီဇာတ်ကားလေးအောင်မြင်လာတဲ့အဓိကတော့ချက်ကတော့ဒါထုတ်လုပ်သူရဲ့ director ရဲ့ဒီဇာတ်ကားမှာပါဝင်တဲ့တရုပ်ဆောင်တွေအားလုံးဒီတက်ညီလက်ညီနဲ့စူးစမ်းထားတဲ့စေတနာရောင်ပြန်ဟတ်ခြင်းကြောင့်ဒီဇာတ်ကားလေးအောင်မြင်လာတယ်လို့ပဲကျွန်တော်အမြင်နဲ့ထပ်ပြီးတော့သုံးသပ်ချင်ပါတယ် ဒါမှတော့မလုပ်ဘူးပါဘူး ဒီစင်တင်ရဲ့သဘောတရားတွေကိုပြောပြပြီးပါပြီ ပြောပြပြီးပါပါပြီဒါပေမဲ့ ဒါပေမဲ့ဘာဖြစ်ဘာလဲငွေကြိုထုတ်ချင်တာဟာနင်တို့ဟာလေဟာငါစင်တင်ကအဲ့လောက်လွယ်လို့လားဟာငါရှိမှမက်တက်လေးလာရက်ပြပြီတချင်းစုံမယ်ပြောလိုက်တော့ねငါပတ်စံနေအုံးကနေကြိုပြီးထုတ်ပြီးလိုက်ရောပေါ့ဟလားဟမ်နေပါစဉ်းစားသူ့ကိုနားနဲ့ထားတယ်ဒီနားမှာလာခံတယ်မင်းအပြုတ်စက် ကျွန်တော်ဇလန်အကြောင်းတော့မပြောတော့ပါဘူးဒါပေမဲ့ဒီဇာတ်ကားမှာပါဝင်ထားတဲ့တရုပ်ဆောင်တွေရဲ့ character အကြောင်းလေးကိုနည်းနည်းလေးပြောချင်ပါတယ်ပထမဦးဆုံးအနေနဲ့တိမ်မကြီးနေရာမှာတရုပ်ဆောင်ထားတဲ့ဝုံမုံရွှေရဲ့အကြောင်းလေးနည်းနည်းပြောချင်ပါတယ်အပြင်ဝုံမုံရွှေဆိုတဲ့ character ကြီးကိုမေ့ပြီးတော့ဒီဇာတ်ကားစကြတဲ့တိမ်မကြီးဆိုတဲ့ဇက်ကောင်စေရဲ့ကြီးကိုသူ့ရင်ဘတ်ထဲမှာအစနဲ့အဆုံးအထိစူးစမ်းပြီးထည့်ထားတာကိုကျွန်တော်တို့မြင်ရပါတယ်ကျွန်တော်တို့ဇာတ်ကားကြည့်နေတဲ့အချိန်မှာလည်းဝုံမုံရွှေဆိုတာကိုမမြင်ရတော့ဘဲနဲ့တနာစရာကောင်းတဲ့တိမ်မကြီးဆိုတဲ့ကောင်မလေးတစ်ယောက်ကိုပဲကျွန်တော်တို့ဇာတ်ကားအစနဲ့အဆုံးအထိရင်ထဲမှာခံစားရတဲ့အထိဝုံမုံရွှေကြီးကဒီဇာတ်ကားမှာအကောင်းဆုံးစူးစမ်းထားပါတယ်စင်းတစ်ခုချင်းစီတစ်ခုချင်းစီတိုင်းမှာလည်းသူစူးစမ်းအားထုတ်ထားတဲ့ဟာကအတိမတ်ပြုရလောက်အောင်သူစူးစမ်းအားထုတ်ထားတာကိုကျွန်တော်ရှိမှတော်တော်များများကြည့်ခဲ့ပူပါတယ်ဒါပေမဲ့အရင်အေးချမ်းမောင်နဲ့မတူတဲ့အေးချမ်းမောင်အသစ်တယောက်ကိုတိမ်မကြီးဇာတ်ကားမှာကျွန်တော်မြင်တွေ့ခဲ့ရပါတယ်အေးချမ်းမောင်ကဒီဇာတ်ကားမှာသူအကောင်းဆုံးသူ့မှာရှိသမျှအစွမ်းအစားတဲ့ပို့ပြီးတော့သူစူးစမ်းအားထုတ်ထားတာကိုတွေ့ရပါတယ်ကျွန်တော်ခြုံငုံပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်အေးချမ်းမောင်တရုပ်ဆောင်လာတဲ့ဇာတ်ကားတွေအားလုံးထဲမှာတိမ်မကြီးဇာတ်ကားထဲမှာအေးချမ်းမောင်တရုပ်ဆောင်လာတာဒီအကောင်းဆုံးပါပဲလို့မြင်မိပါတယ် 你要讲哪里？你我不要嘛，好啦。
မင်းငါစကားတွေကြည့်မဆိုင်တာအဲ့ဖို့မင်းပြန်လွမ်းနေရတာ ဘလို့ပြောလိုက်တာလဲအာကိုရာနဲ့အပူမပေးချင်တာနဲ့မောက်ခွဲကြသိရလားအခုအဖေနေမကောင်းဘူးစေးစေးရမယ်ငွေလိုနေတယ်မောက်ပေးမနဲ့ရှာတာရပတ်စံမကြည့်မတော့ရဘူးမောင်ရဲ့ 哇，没，别我那么辛苦啦！没想我掉也没嘛到，没话比啦，哎，小家想我骗他了没？哇，没话没现在也没嘛的，我不在多起的是吧？俺这个不嘛的，哎，俺这个不要话比了，娘的要话比，你不都没嘛的瓜？ နောက်တစ်ယောက်ကတော့ပီဆိုင်နေရာမှာတရုပ်ဆောင်ထားတဲ့စီဖြူကျွန်တော်သဘောတော်တော်ကြပါတယ်ဒီဇက်ကားမှာတိမ်ပကြီးဆိုတဲ့ကောင်မလေးရဲ့ဘဝကိုပို့ပြီးတော့တနာစရာကောင်းအောင်ဒီပီဆိုင်နေရာမှာတရုပ်ဆောင်တဲ့စီကိုစီဖြူကတော်တော်လေးပတ်မှုပေးထားတာကိုတွေ့ရပါတယ်ဒါသူ့ရဲ့ character ကိုပြည်ပင်ယုံတင်မကသူစကားပြောတာလေယူလေတိုင်းသူ့ရဲ့ item အမူအရာပြီးတော့သူ့ရဲ့ style အစားဘာမှကိုပြောစရာမလိုအောင်တော်တော်ကောင်းလုံးပါတယ်ဒီဇာတ်ကားမှာကိုစီပြိုးတရုပ်ဆောင်ထားတာကိုတော်တော်လေးသဘောကျပါတယ်ရတယ်လောက်အားကပဲယူမယ် ကြိုက်ပြီကြိုက်ပြီငါကြိုက်မှငါခံတာကြားရကြားမှာကစားခြင်းနဲ့ဆိုတော့မင်းသဘောပဲပေါ့ကဲတော့အချင်းတော့တိုက်နေရောမင်းရဲ့အလားပါကြောင့်မင်းကငါရဲ့စပယ်စင်စယ်လေးဖြစ်သွားငါသိကျူထုတ်သွား နောက်တစ်ယောက်ကတော့ melody ပဲဖြစ်ပါတယ် melody ရဲ့နေရာက sporting တွေထဲမှာလောက်ွက်အများဆုံးနေရာလည်းဖြစ်တယ်ပေါ့နော်သူကတော့မှ interview မှာပြောထားသေးတယ်ဝုံမုံရွှေဖြစ်လို့သူဒီနေရာလေးကိုသူလှုပ်ဖြစ်တယ်လို့တော့သူပြောတယ်ပေါ့ဒီနေရာလေးကသူလူမုံအောင်သူလုံနိုင်လေးဟိုဘက်ကတိမ်မကြီးရဲ့ဒီဘဝလေးကပို့ပြီးတော့တနာစရာကောင်းလေးပေါ့နော်အဲ့နေရာလေးကိုတော့သူ့ရဲ့တဘာနဲ့သူအကောင်းဆုံးကြိုးစားအားထုတ်ထားတယ်သူ့ရဲ့ကြိုးစားအားထုတ်မှုတွေလည်းဒါပေါ်လင်တဲ့အတွက်တိမ်ပကြီးဆိုတဲ့ကောင်မလေးရဲ့ဘဝတည်ပြီးကျွန်တော်တို့ပရိသတ်တွေရဲ့ရင်ထဲမှာပို့ပြီးတနာစရာကောင်းတဲ့ကောင်မလေးအဖြစ်ကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်မေလိုဒီတွေလည်းဒီ sporting နေရာကိုသူအပိုလိုမရှိအကောင်းဆုံးသူကြိုးစားထားတာကိုတွေ့ရပါတယ်ကောင်းလေးတွေကအရင်မြန်မာပရိသတ်တွေလည်းကြိုက်နေပြီးသားအခုလည်းအားပေးနေစေဖြစ်တဲ့ drama ဇာတ်ကားကောင်းလေးတွေကတကားပါပဲဒါရိုက်တာရဲ့ကြိုးစားအားထုတ်မှုမင်းသားမင်းသမီးတွေရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကပရိသတ်တွေအတွက်စေတနာထားတဲ့အတွက်အခုလိုအောင်မြင်မှုကစေတနာရောင်ပြန်ဟတ်တယ်လို့ပဲကျွန်တော်မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် 送了没啦？他们困了没？你进来没？你送了那种我花钱来。မင်းဆုံးလို့နိုင်ဆုံးလားမင်းငါ့ကိုခွင့်လို့ ခွင့်လို့မှာပေါ့ စွန့်လို့မယ်မခံစားနိုင်ဘူး အမဘလို့မကျင်တဲ့ဘူးတက်ချင်တဲ့နေရာလို့ ခွင့်လို့ပေးလိုက်တော့ဘာလို့လဲမသိဘူးချစ်လို့ ခွင့်လို့မယ် ဘာလို့လဲမသိဘူး ချစ်လို့ ကိုယ်တကယ်မချစ်တဲ့ယောက်ျားတယောက်ဒီတိုင်းဆက်ပြီးတော့တော်တော်လေးမချစ်နေနိုင်ဘူးဟုတ်ကဲ့ပါ စွန့်လို့မယ် ဘာလို့လဲမသိဘူး ခွင့်မလို့နိုင်လို့ ဟုတ်ကဲ့ပါ ဘလို့ခွင့်လို့နိုင်မှာလဲသူရဲ့ဥစ္စာတွေကခွင့်လို့စရာအကြောင်းမှမရှိဘူးစွန့်လို့မယ်စွန့်လို့လိုက်စိတ်နာလို့စွန့်လို့လိုက်မယ်ခွင့်လို့ရင်じゃနာကျင်ရမှာဆိုစွန့်လို့တာပဲပို့ပြီးတော့အစင်ပြန်စွန့်လို့မယ်ခွင့်လို့နားဖို့ကောင်းနေမခွင့်လို့ကွာစွန့်လို့ပါအဲ့လိုလေးဆိုအကြောင်းရင်းလေးမုံလို့အဲ့လိုမျိုးဖောက်ပြန်တဲ့လူတွေဆောင်းမမုံနဲ့အဲ့လိုမှတစ်ချိန်တော့ခွင့်လို့မယ်ပေါ့ဒီရချိန်ကျရင်စွန့်လို့မယ်တစ္ဆာမရှိတဲ့လူခွင့်လို့စရာအကြောင်းမရှိဘူးကွာအဲ့ကြောင့်ခွင့်လို့ဘာလို့လဲချစ်သူစွန့်လို့ပါဘာကြောင့်လဲဘာကြောင့်လဲဆိုကိုယ့်အတွက်မဟုတ်တော့ဘူးဆိုလို့ရှိရင်ဒေတာပေါက်ဆွန့်လွတ်တယ်ခွင့်လို့မှာပေါ့ချစ်လာဟုတ်တစ္ဆာမရှိတဲ့လူနဲ့အချိန်ကြာကြီးမနေချင်ဘူးလေအကြတွေမယုံတော့ခွင့်လို့မှာဆွန့်လွတ်မှာပေါ့ဘာကြောင့်လဲဆွန့်လွတ်စရာပဲရှိတာလေခွင့်လွတ်တယ်မလို့ပါဘူးဒီလိုလူလေးဆွန့်လွတ်မယ်ထပ်ပြီးဖောက်ပြန်
စွန့်လို့မယ် ဘာကြောင့်လဲအကြောင်းရင်းလေးပြောပေးပါ အဲ့လိုဖောက်ပြန်တဲ့သူမျိုးတွေဆိုမကြိုက်လို့ ဟုတ်ကဲ့ စွန့်လို့မယ် ဘာကြောင့်လဲအကြောင်းရင်းလေး မချစ်လို့ ဖောက်ပြန်သွားတဲ့လူကအများနဲ့ဖောက်ပြန်မှာပဲလေအဲကြောင့်မလို့ဆွန့်လွန်မှာတခါတည်းနဲ့ကိုယ်ကိုမချစ်လို့ဖောက်ပြန်တာ စွန့်လို့ပါ အကြောင်းရင်းလေးပြောပေးပါ အဲ့လောက်ထိခွင့်လွတ်မပေးနိုင်ဖောက်ပြန်တာတော့ချစ်သူမရှိတော့ဘူးဘာမှမရွေတော့ ချစ်သူမရှိတော့ဘူးဘာမှမရွေတော့ စွန့်ပဲစွန့်လို့မှမခွင့်လွတ်နိုင်ခွင့်လွတ်မှာပါ ဘာကြောင့်လဲ အရင်ချစ်လို့ပါစွန့်လို့မှာပါဖောက်ပြန်တာကြီးကိုလက်မခံနိုင်ဘူး ဆုံးလို့မယ် အကြောင်းရင်းလေးပြောပြပါ အကြောင်းကြီးကဒီရုပ်ရှင်ဇာတ်ကားတွေကနဲ့တတ်ထက်